နာရဝိနုဝိတခါတို့ဆိုတာသာဝတိမြို့မှာအတူတူနေကြတာလည်းဖြစ်တယ်နာရဝိတတိကစေရွန်ကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒန်းထားတဲ့ကျောင်းတကာကြီးဖြစ်ပြီဝိသခါကျောင်းအမကြီးကတော့သာဝတိမြို့ရဲ့အရှိတ်ဘက်မှာရှိတဲ့ပုပ္ပာယုံကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒန်းထားအခုလိုသာဝတိမြို့မှာထင်ရှားတဲ့သာသနာတော်ကိုကြီးညိုကြတဲ့မိသားစုနှစ်ဦးသာဝတိမြို့ပွဲလမ်းသဘင်ရှိတိုင်းအနာရဝိနုဝိသခါတို့လူတွေကဖိတ်ကြားလေးရှိကြတယ်မင်္ဂလာအခမ်းအနားလုပ်တိုင်းနာရဝိတတိကြီးကြွရောက်ပြီးတော့ချီးမြှောက်တယ်ဆိုရင်ဂုဏ်ယူကြတယ်ဝိသခါကျောင်းမကြီးကြွရောက်ပြီးတော့ချီးမြှောက်တယ်ဆိုရင်လည်းဂုဏ်ယူကြတယ်ပေါ့နာရဝိနဲ့ဝိသခါသာဝတိမြို့မှာအလွန်ပဲထင်ရှားကြတယ်သူတို့နှစ်ဦးကရင်းနှီးမှုလည်းရှိနိုင်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ပရိယာဆိုတဲ့တုတ်တန်အရာကြည့်မယ်ဆိုရင်ဝိသခာရဲ့ညီမတဦးဟာအနာရဝိတတိကြီးရဲ့သားတဦးနဲ့အိမ်တော်ပြုတယ်ဆိုတာဒီတုတ်တန်အရာသိရတယ်သို့တော့ပိဋကစာပေမှာအနာရဝိတတိကြီးမှာသားပဲ2ယောက်သမီးပဲ2ယောက်ထွန်းကားတယ်ဆိုတာအတိအကျသိဖို့လည်းခက်တယ်ဝိသခာမှာတော့သားသမီး20ထွန်းကားတယ်ဆိုတာတိတိကျကျကဏ္ဍနဲ့ဖော်ပြထားတာရှိတယ်သူတို့သုတ်တန်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့အနာရဝိတတိကြီးမှာသား2ယောက်ရှိတယ်ဆိုတာသိရတယ်တစ်ယောက်ကကာလဆိုတဲ့သားတစ်ယောက်နဲ့နောက်တစ်ယောက်ကတော့တတ္ထဆိုတဲ့သားတစ်ယောက်ကာလနဲ့တတ္ထတို့ဟာနာရဝိတတိရဲ့သားတွေဆိုတာသိရတယ်တဖာသမီးတွေကိုကြည့်လိုက်မယ်ဆိုရင်သုလသုဘတ္တာတဲ့မဟာသုဘတ္တာတဲ့သုမနာဒေဝီလို့သမီး3ယောက်ရဲ့အမည်နာမကိုလည်းပဲသိချရတယ်နာရဝိတတိကြီးရဲ့သားတူဖြစ်တဲ့တတ္တဆိုတာသူ့ရဲ့ဗာတွေးတော်တဲ့သူဗုဒ္ဓိဆိုတဲ့မထေရမြတ်ထံမှာသာသနာပေါင်းဝင်ပြီးတော့ယဟန်ပြုသွားတယ်သို့တော့ကာလဆိုတဲ့သားကတော့ယခင်ကဘုရားတရားခဝဝေးနေကျောင်းတကာကြီးရဲ့သားဖြစ်ပေမဲ့လို့ဘာသာရေးနဲ့ခတ်စိမ့်စိမ့်နေတတ်တဲ့အလေးချင်းရှိတော့ကျောင်းတကာကြီးကသူ့အတွက်စိတ်ပူတယ်ဒါကြောင့်မို့သူ့ကိုဘာသာရေးနဲ့နိစ္စအောင်လို့ဆိုပြီးဒဏငွေကြေးတွေပေးလို့ကျောင်းကိုလွတ်တရားနာခိုင်းတာတို့ဥပုသ်ဆောင်ခိုင်းတာတို့လုပ်ယူရနောက်ဆုံးတော့လဲသူဟာငွေရကျင်တာအခြေပြုပြီးတော့မြတ်စွာဘုရားတရားတော်နဲ့နာလိုက်ရတဲ့အခါအာယုစိုက်ပြီးနာလိုက်တဲ့အခါမှာသောတပန်ဖြစ်သွားလို့သာသနာမှာယဉ်နိခိုင်မာသွားတယ်ဆိုတာသိရတယ်အခုဝိသခာရဲ့ညီမဆိုတာသူဇာတာလို့ခေါ်တဲ့နာမည်ဝိသခာတို့ကမင်းကတထေးကြီးရဲ့မြေးတော်တယ်ပေါ့မင်းကတထေးကြီးရဲ့မြေးအမတမချမ်းသာကြွယ်ဝတယ်သူ့ဖေကလည်းပဲစွန့်ရည်တတိအမတန်ကြီးမားတဲ့ဓနင်စရာဆိုတဲ့တထေး
ကောသလမင်းကြီးကသူ့နိုင်ငံမှာတထေးနေပါလို့ဗေမိတရမင်းကြီးစီတထေးတောင်းတဲ့အခါမှာဝိသခာရဲ့အဖေကိုပေးလိုက်တာအဲ့ဒီတော့ကမိသားစုတွေအတ္တမကြီးမားတယ်မြို့တွေရွာတွေတဲလောက်အောင်လူဦးရေလည်းများတယ်ပေါ့အတိုင်းဝိုင်းသာဝတိမြို့နဲ့6ယူဇနာကွာတဲ့နေရာတာကေတလို့ဆိုတဲ့မြို့ကိုတည်ထောင်ပြီးတော့ဝိသခာတို့ကနေကြတယ်အရွယ်ရောက်တဲ့အခါကျတော့သာဝတိမြို့ကမိခာဒတထင်းရဲ့သားနဲ့ဝိသခာအိမ်အောင်ကြအဲ့ဒါနဲ့သာဝတိမြို့ကိုရောက်လာအိမ်အောင်ကြကန်ဒီမင်္ဂလာလက်ထပ်ပွဲကျင်းပကန်ဒီအချိန်မှာအင်မတန်ချမ်းသာကြွယ်ဝတဲ့သူ့ရဲ့ဖခင်ကသမီးဝုစင်မိုးဆိုပြီးတော့မဟာလတ္တတန်းစာမြန်မာတွေကတော့မန္လိကတန်းစာမန္လိကတန်းစာနဲ့ခေါ်နေကြတယ်မဟာလတ္တဆိုတဲ့တန်းစာကြီးဟာစိန်တွေကြောက်တွေစီထားတာဖြစ်လို့အမတမလေးလံပြီးတာမန်ပုဂ္ဂိုလ်ရဲ့အင်အားမျိုးနဲ့ဆိုရင်ဝတ်နိုင်စွာမရှိဘူးဝိသခာတို့လိုပင်ကိုကအင်အားဗလာတောင်းတင်းတဲ့ပုဂ္ဂိုလ်မျိုးသားလဲမဟာလတ္တတန်းစာဆိုတော့ဝတ်နိုင်အဲဒီခေတ်ကမဟာလတ္တတန်းစာဝတ်နိုင်တဲ့ဝတ်ခွင့်ရတဲ့အမျိုးသမီးဟာ3ယောက်တည်းပဲရှိတယ်ဝိသခာရဲ့မန္လမင်းသားဖြစ်တဲ့ဗန္ဓုလရဲ့ဇနီးမန္လိကာရဲ့ဗာရဏသီကတထေးသမီးတူရဲ့သူတို့3ယောက်သာလဲမဟာလတ္တတန်းစာဆင်ញံခွင့်ရဆင်ញံနိုင်ရတယ်ပေါ့ပါရမီထူးတဲ့ပုဂ္ဂိုလ်အဲ့တော့ဒီသုတ္တံမှာတော့ဝိသခာရဲ့ညင်မလေးကသုသတ္တာလို့ခေါ်တယ်သုသတ္တာကအရွယ်ရောက်တဲ့အခါကျတော့အနာရဝိတထေးကြီးရဲ့သားတစ်ယောက်နဲ့အိမ်အောင်ကြောက်သူတို့မိဘတွေကအလွန်ချမ်းသာတယ်ဝိသခာရဲ့မိဘတွေကအလွန်ချမ်းသာတော့သမီးကလည်းတထေးသမီးဆိုတော့သူအိမ်အောင်ပြုတဲ့အနာရဝိတို့ဘာတို့ချမ်းသာတယ်ဆိုတာသူတို့လောက်ချမ်းသာဖို့မရဘူးဝိသခာလည်းပဲသူ့ရောက်ခမများဖြစ်တဲ့မိခာရတို့ဆိုတာတွေကသူတို့ရဲ့အဆင့်ကိုမမေ့ကြဘူးတထေးတွေဖြစ်ပြီဝိသခာတော့ကပိုချမ်းသာတယ်သို့တော်သမီးကလေးရွယ်လာရောက်လာလို့ရှိရင်အင်တော်ရသားကြဖို့ဆိုတာအိန္ဒိယမှာလွယ်လွယ်ကူကူနဲ့မဖြစ်ဘူးပေါ့ dowry system ရှိလို့အမျိုးသမီးလုပ်တဲ့ပုဂ္ဂိုလ်က dowry ပေးရဒါကြောင့်မလို့အလွန်ချမ်းသာကြွယ်ဝတဲ့ဝိသခာရဲ့မိဘတွေကသမီး2ယောက်ကိုမိမိတို့အစင်တန်နှိမ့်နေပေမဲ့လို့မျိုးကောင်းရိုးကောင်းတင့်တယ်ချမ်းသာကြွယ်ဝကြတယ်တထေးတွေရဲ့သမီးသားတွေနဲ့အိမ်အောင်ပုချပေးဝိသခာကိုမိဂဒတထေးသားနဲ့အိမ်အောင်ချပေးလိုက်တယ်ဝိသခာရဲ့ညင်မသုသတ္တာကိုတော့သုတ္တအနာရဝိတထေးရဲ့သားနဲ့အိမ်အောင်ချပေးတယ်ဒါပေမဲ့လို့ဣတိကစာပေမှာတခါတရံကြတော့အမည်နာမတွေကိုဖော်ပြမထားသည့်အတွက်ကြောင့်ပြည့်ပြည့်စုံစုံသိဖို့မဖြစ်နိုင်ဝဏဒသဒိဋ္ဌဒသပါရတဇွန်ဒသလေးတွေကိုစုဆောင်းပြီးတော့ကြည်ရတယ်ပေါ့နော်ပိဋကမှတ်တမ်းတင်တဲ့ပုဂ္ဂိုလ်တွေကတရားအနှစ်သာရကိုသာအဓိကထားပြီးတော့မှတ်တမ်းတင်ကြအကြောင်းအရာတွေတို့ရဆွဲတွေတို့ပုဂ္ဂိုလ်ရဲ့နာမည်တွေတို့ဆိုတာအဓိကမဟုတ်ဘူးဒါကြောင့်မို့လို့တရားသားကိုသာအဓိကမကြံရအောင်မှတ်တမ်းတင်ကြတာဖြစ်လို့သုဇာတာရဲ့အမျိုးသားအနာရဝိတထေးရဲ့သားဘသူဆိုတာဖော်ပြမထားဘူးဖော်ပြထားတာတောင်မှတခါတရံမှာမြုပ်အနာရဝိတထေးကြီးရဲ့ဇနီးကဘသူမှသိတယ်လူနဲတယ်ပေါ့မထင်ရှားဘူးဝိသခာရဲ့ကျောင်းတကာကြီးကလည်းဘသူမှသိပြီးတော့မထင်ရှားဘူး
တခါတရံကြတော့နာရဝိဝိသခာနာရဝိဝိသခာနဲ့တွဲပြောတော့အတွဲမှားပြီးတော့အနာရဝိနဲ့ဝိသခာတွဲပြီးတဲ့လူကရှိသေးတယ်တကယ်ကတော့သူတို့အတွဲမဟုတ်ဘူးအဲ့ဒါလို့ဝိသခာရဲ့ညီမသုစန္တာနာရဝိတတိသားနဲ့အိမ်အောင်ချပြီးတဲ့အခါတတိသမီးဆိုတော့မာနကြီးတယ်ခတ်ဆွာစွာလည်းဖြစ်တော့နာရဝိတတိအိမ်ဆိုတာဘုရားမှုရှိတဲ့တန်ဃာတွေနေ့စဉ်နဲ့အမျှဆွမ်းစားကြွကြလူတန်းနေတာဆိုတော့ကျောင်းတကာနာရဝိတတိအိမ်တန်ဃာပြတ်တယ်လို့သိရှိမြတ်စွာဘုရားကိုယ်တိုင်လည်းပဲယမယခါကြွတယ်ဆွမ်းခံကြွရင်းနဲ့လည်းပဲနာရဝိတတိအိမ်ရောက်လို့ရှိတယ်နော်တရက်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်သာဝတိမြို့နာရဝိတတိရဲ့အိမ်ဆွမ်းခံချိန်မှာကြွရောက်ပြီးတော့နာရဝိတတိအိမ်ကသာသနာတော်ကိုအလွန်ကြီးညိုပြီးတော့သူ့ရဲ့မိသားစုအပြင်ခြေရိချွန်းနေအလုံးသမားတွေကအစဥပုပ်လေးတွေမှာဥပုပ်ဆောင်းရအောင်စီကံတဲ့ကြအင်တမစီကံကြဘာသာတရားကိုကြီးညိုလေးစားတဲ့တအိမ်လုံးလို့ဘာသာတရားကိုကြီးညိုလေးစားတဲ့အိမ်ဖြစ်ပြီလို့တရက်တော့မြတ်စွာဘုရားရောက်သွားတဲ့အချိန်နာရဝိတတိရဲ့တိတ်ဆိတ်မှုမရှိဘူးဆူညံနဲ့စကားများတယ်ကြားနေရဆူညံနေတယ်မြတ်စွာဘုရားရောက်သွားတဲ့အချိန်မှာဆူညံဖြစ်နေတော့မြတ်စွာဘုရားကနာရဝိတတိကြီးကိုမေးတယ်အဲ့ဒီမှာကိဏုတေခာပတိနိဝေသနေမနုဿံဥစ္စာတတ္ထမဟာတတ္ထကေဝတ္တမင်းကြီးမစ္ဆဝီလောပိမြတ်စွာဘုရားကဆူရာဆိုရင်လုံးဝမကြိုက်တာတိတ်ဆိတ်ငြိမ်သက်မှုကိုဓမ္မနှစ်သက်တယ်ဉာဏ်နိုးတယ်တိတ်ဆိတ်ငြိမ်သက်မှုကိုတန်ဖိုးထားတယ်အပတ္တကာမအပတ္တဝိနိတာလို့ဆိုတဲ့အတန်တိုးတိတ်မှုကိုလိုလားပြီးတိတ်နေတတ်ဖို့အများအားဆုံးမသွန်သင်တယ်ဆူညံကြားလို့ရှိရင်မြတ်စွာဘုရားကဆုံးမဩဝါဒပေးလို့ရှိတယ်တခါတရံယဟန်တော်တွေတောင်မှဆူညံလို့ရင်ကျောင်းကနေနှင်ထုတ်တာမျိုးတောင်ရှိဆူတာကိုလုံးဝမကြိုက်နာရဝိတတိအိမ်ရောက်သွားတဲ့အခါမှာဆူညံဖြစ်နေတော့မေးတယ်တတိကြီးတဲ့အိမ်မှာရှိတဲ့လူတွေကဥစ္စာတတ္ထမဟာတတ္ထအိမ်မှာရှိတဲ့လူတွေဟာအတန်မြင့်ပြီးတော့စကားပြောနေကြကျဲတယ်ဟောကျဲလောင်စကားပြောကြဆူညံတယ်ဖြစ်လာတယ်မဟာတတ္ထပြောတဲ့အတန်တွေကအများကြီးဥစ္စာတတ္ထဆိုတာအတန်ပိုးကျဲမြင့်ပြီးတော့ပြောမဟာတတ္ထဆိုတာအဲ့ဒီကျဲလောင်တဲ့အတန်တွေကတတန်နဲ့မဟုတ်ဘူးအတန်ပေါင်းများစွာဥပမာဘုံပေါက်တဲ့အတန်ဆိုရင်ဥစ္စာတတ္ထပါတတန်နဲ့ဖြစ်သည့်အတွက်ကြောင့်မဟာတတ္ထလို့ပြောလို့မရဘူးဖြောက်ဖောက်တဲ့အတန်ကြတော့ဘလော့ဆိုတော့မဟာတတ္ထလည်းဖြစ်ဥစ္စာတတ္ထမဟာတတ္ထအတန်လေးအများကြီးထွက်တယ်အဲ့ဒါလိုပဲနာရဝိတတိအိမ်မှာအတန်တွေကလည်းကျဲလောင်တယ်ဆူညံတွေကလည်းများတယ်ဘသူတွေလဲဘာဖြစ်လို့ဆူညံလုံနေကြတယ်လဲမြတ်စွာဘုရားကဆူညံတဲ့အခါမှာဥပမာလေးတစ်ခုပေးတာရှိကေဝတ္တမင်းကြီးမစ္ဆဝီလောပိတန်ဃာတွေငါလူဖမ်းနေတယ်လို့ပဲလူတွေဟာဘာကြောင့်ဆူညံနေကြတယ်လဲငါလူဖမ်းတဲ့နေရာမှာတန်ဃာတွေဆူသလိုကေဝတ္တမင်းကြီးမစ္ဆဝီလောနောက်အဓိပ္ပာယ်တစ်ခုကြတော့ဘယ်လိုပြောတော့
တငါတွေငါဖမ်းလာပြီးတော့ဈေးထဲမှာလာရောင်းတဲ့အခါဈေးဝယ်တွေနဲ့ဆူညံနေတာငစိမ့်တွေကြားမှာဆူညံနေတယ်သူ့ကိုငါပေးပါဟိုငါပေးပါဒီငါပေးပါဈေးဝယ်တဲ့လူတွေနဲ့ငါရောင်းတဲ့ငစိမ့်တွေဆူညံဖြစ်တယ်လို့မြတ်စွာဘုရားအဲ့လိုဥပမာပေးဆူတဲ့အခါကေဝတ္တမင်းကြီးမစ္ဆဝေလောပေးတငါတွေငါလမ်းဖမ်းနေတာလားသုံးပုံငစိမ့်တွေငါရောင်းနေတာလားဆူညံနေတာပဲလို့မြတ်စွာဘုရားကဒီလိုမေးလိုက်တဲ့အခါကျတော့နာရဝိန်တထေးကြီးကဘာလျှောက်တော့ဆိုအယံဗန္တိသူဇာတာဂရတံအရှင်ဘုရားတဲ့တပည့်တော်ရဲ့ချွေးမသူဇာတာအမတန်ချမ်းသာတဲ့တထေးမျိုးကနေပြီးတော့သားနဲ့အိမ်အောင်ချပေးထားပါနေဝတ္တတောအာရိယတိနတ္တတုရံအာရိယတိအဲ့ဒီချမ်းသာကြွယ်ဝတဲ့တထေးမျိုးကတပည့်တော်ရဲ့ချွေးမသူဇာတာရောက်ခမကိုလည်းဂိယူမဆိုင်ဘူးတဲ့ရောက်ခမအထီးကိုလည်းဂိယူမဆိုင်ဘူးရောက်ခမအမကြီးကိုလည်းဂိယူမဆိုင်ခုခေတ်ကတော့ရောက်ခမမဟုတ်ဘူးရောက်ကတိလို့ခေါ်တဲ့လူကရှိသေးတယ်နော်အဲ့တော့ရောက်ခမယောက်ျားရောက်ခမအမျိုးသမီးဘယ်သူကိုမှဂိယူမဆိုင်ဘူးတဲ့ရောက်ခမတွေလည်းဂိယူမဆိုင်ဘူးယောက်ျားကိုလည်းဂိယူမဆိုင်ဘူးဘယ်သူကိုမှဂိယူမဆိုင်ဘူးသူလှုပ်ချင်လှုပ်တယ်သူပြောချင်ပြောတယ်တအိမ်လုံးသူစွာနေတယ်ပေါ့အဓိပ္ပာယ်နောက်ဆုံးမှမြတ်စွာဘုရားအပေါ်မှာလည်းမလေးစားဘူးဘုရားကြွလာမှန်သိရတဲ့နဲ့ဆူညံလှုပ်တယ်ဘယ်သူမှဂရုမစိုက်ဘူးနာရဝိတထေးကြီးကသူချွေးမအကြောင်းမြတ်စွာဘုရားလျှောက်တခါအရက်ထဲမှာအဲ့ဒါမျိုးတွေရှိတယ်ငယ်တုန်းကဆရာတော်ကြီးတို့ကတရားဟောတာကိုနာဘူးတဲ့အိန္ဒိချင်းမှာတန်ဃာတော်တွေပင့်ပြီးတော့ဆုံးကတ်တစ်ဖက်အိမ်ကဇနီးမောင်နှံနှစ်ယောက်ရံဖြစ်တယ်ရံဖြစ်နေတော့ဒေါသကိုမထိန်နိုင်တော့ကျဲကျဲလာတဲ့ခါကျတော့ဟဲ့တူဟိုဘက်ကတန်ဃာတွေလို့ဆိုဘာပြောလို့ခါလို့ပြောတယ်နော်ခူးမဆိုင်ဘူးပေါ့တန်ဃာတွေရှိတယ်တူပြောဆိုခါလို့ပြောတယ်အဲ့ဒီလိုပဲဒေါသဖြစ်လာလို့ရှိရင်လူတွေဟာဘယ်သူကမှခူးမဆိုင်တော့အခုလဲနာရဝိတထေးအိမ်မြတ်စွာဘုရားကြွလာတဲ့အခါဘုရားကြွလာပြီမဲ့လို့ဝိသခရဲ့ညင်မဖြစ်ပြီမဲ့လို့ဘာသာရေးနဲ့စိတ်ပုံရမြတ်စွာဘုရားကိုခူးမဆိုင်ဘူးဘုရားနဲ့တန်ဃာတွေကြွလာတယ်ခူးမဆိုင်နာရဝိတထေးကြီးကစိတ်ညစ်မှာပေါ့သူ့အနေနဲ့မြတ်စွာဘုရားကိုအာနာဆူညံလောက်တာခူးမဆိုင်တဲ့ဒီကသူဇာတာအကြောင်းရှောက်နေတဲ့အခါကျချွေးမကကဲတာနာရဝိတထေးကြီးသူ့အပြစ်ကိုတိရောက်ခမဘာများပြောတာတုံးဆိုပြီးတော့လာပြီးတော့ချောင်းနားထောင်နေတာသူဆူညံယုံနဲ့အာမရအဲ့ဒါလို့လာချောင်းပြီးတော့နားထောင်နေတဲ့အချိန်မှာနာရဝိတထေးကြီးကသူမလိမ္မာတဲ့အကြောင်းတွေကိုမြတ်စွာဘုရားရှောက်တော့မြတ်စွာဘုရားကသူလာချောင်းနာထောင်တာသိလို့အေဟိသူဇာတေအေဟိသူဇာတာလာခဲ့လို့ခေါ်လိုက်တယ်နော်သူကတော့ပုံပြီးတော့ချောင်းနာသူဇာတာဒီလာခဲ့လို့မြတ်စွာဘုရားလည်းပဲဒီလည်းပဲသူတို့ကဆွေကြီးမျိုးကြီးတွေလေဝိတခါကတော့9နှစ်အရွယ်ကလေးကသောတပန်ဖြစ်သွားတာဆိုတော့လိမ္မာတယ်ယဉ်ကျေးသူဇာတာကတော့စွာတတာဆိုတော့အိမ်အောင်ကြသည်ဖြစ်အောင်မယဉ်ကျေးဖို့မရယဉ်ကျေးဖို့မရဘူးရ
မြတ်စွာဘုရားကသူစတ္တာလာခဲ့လို့ဆိုတဲ့အခါကျတော့မှမြတ်စွာဘုရားစီရောက်လာတဲ့အခါမှာမြတ်စွာဘုရားသူ့မေးတယ်အိရှင်မ9မျိုးရှိတယ်အိရှင်မ9မျိုးရှိအိရှင်မ9မျိုးဆိုတာတစ်မျိုးကဝတ္တကတမလူသားတမနဲ့တူတဲ့အိရှင်မဒုတိယကစောရိတမခိုးဝဲတတ်တဲ့အိရှင်မတတိယကအယတမအရှင်သခင်နဲ့တူတဲ့အိရှင်မစတုထကမာတာတမမိခင်နဲ့အလားတရံတူတဲ့အိရှင်မပင်စမကညီမနဲ့အလားတရံတူတဲ့အိရှင်မသတ္ထမကသခိတမမိတ်ဆွေတငယ်ချင်းနဲ့တူတဲ့အိရှင်မနောက်ဆုံးခုနှစ်ခုတတ္တမကဓာတိတမကျွမ်းမလို့ရိုကျိုးတဲ့အိရှင်မပဲအိမ်တော်ပြုတဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးအမျိုးသားနဲ့အိမ်တော်ပြုထားတဲ့အခါအဲ့ဒီအိမ်တော်ကြထားတဲ့အမျိုးသမီးတွေခုလို9မျိုးရှိတယ်တဲ့အဲ့ဒီ9မျိုးတည်းကနင်ဟာဘယ်အမျိုးစားလဲလို့မြတ်စွာဘုရားမေးလိုက်ဘယ်ထဲပါတယ်လဲသူတတ်နဲ့တူတဲ့အိရှင်မလားတခိုးနဲ့တူတဲ့အိရှင်မလားအရှင်သခင်နဲ့တူတဲ့အိရှင်မလားမိခင်နဲ့တူတဲ့အိရှင်မလားနှမနဲ့တူတဲ့အိရှင်မလားမိတ်ဆွေနဲ့တူတဲ့အိရှင်မလားသို့မဟုတ်ကျွန်မနဲ့တူတဲ့အိရှင်မလားလို့မြတ်စွာဘုရားကမေးခွန်းထုတ်လိုက်အဲ့ဒါလို့မေးခွန်းထုတ်လိုက်တဲ့အခါကျသူနားမလဲဘယ်မျိုးစားလဲဆိုတော့သူနားမလဲတဲ့အခါကျတော့ရှင်ဘုရားတဲ့ဒီလိုရှင်းမပြပဲနဲ့အကျဉ်းလေးပြောတာတပည့်တော်မှနားမလဲပါဘူးတဲ့အဲ့ဒီ9မျိုးတစ်ခုစီရှင်းပြမှတပည့်တော်နားလဲပါမယ်လို့မြတ်စွာဘုရားကိုလျှောက်တယ်အဲ့ဒီလိုလျှောက်တဲ့အခါမြတ်စွာဘုရားကရှင်းပြတာတဲ့ဟောဇနီးမောင်နှံတစ်ယောက်ဘဝမှာလက်တွဲကြပြီဆိုတဲ့အခါဇနီးတဲ့လှုပ်တဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့ဘဝကျင့်ပေါ်အမျိုးသားပေါ်မှာဘယ်လိုဆက်ဆံတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မြတ်စွာဘုရားကဒီ9မျိုးခွဲခြားပြီးတော့ဟောကြားတာဒါဟာအဲ့ဒီခေတ်ကလူနေမှုစနစ်မှာဒါတွေရှိနေတယ်လို့ဆိုအောင်အိန္ဒိယနိုင်ငံရဲ့လူနေမှုစနစ်မှာလူတွေရဲ့အတိုင်းဝိုင်းမှာမိသားစုဘဝတွေမှာအိမ်တော်တဲ့ဘဝတွေမှာအိမ်တော်ရှင်အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားခွဲခြားဟောကြားလေးရှိအဲဒီခွဲခြားဟောကြားတဲ့ထဲဒီ9မျိုးနဲ့ဟောတယ်တခါတည်းကျတော့အိမ်တော်ဘက်အနေနဲ့မြတ်စွာဘုရားဟောတာလည်းရှိတယ်ဇနီးမောင်နှံ2ယောက်စလုံးကိုချင်းသီလမရှိဘူးဇနီးမောင်နှံဇနီးကတော့ကိုချင်းသီလရှိတယ်အမျိုးသားကိုချင်းသီလမရှိဘူးအမျိုးသားကကိုချင်းသီလရှိတယ်ဇနီးလုပ်တဲ့ပုဂ္ဂိုလ်ကိုချင်းသီလမရှိဘူးနှစ်ဦးစလုံးကိုချင်းသီလရှိတယ်ဆိုတဲ့အိမ်တော်စုနဲ့ပတ်သက်ပြီးတော့4မျိုးခွဲခြားဟောတာလည်းရှိအခုတခါဇနီးတဲ့တွေနဲ့ပတ်သက်ပြီးတော့ဝိတာခရဲ့ညင်မသူစတာကိုဆုံးမဖို့ဆိုပြီးတော့မြတ်စွာဘုရားဇနီးတဲ့
ခုနှစ်မျိုးကိုခွဲခြားပြီးတော့ထိုခေတ်ထိုကာလမှာလည်းပဲဒီခုနှစ်မျိုးတွေကတစ်မျိုးမျိုးတော့ရှိကြပါသိကြတယ်ပေါ့အဲ့ဒါကိုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားကဟောတာအဲ့ဒီမှာဝတ္တကသမသူတသမားနဲ့တူတဲ့လူတသမားနဲ့တူတဲ့အိရှင်မလူတသမားနဲ့တူတဲ့ဇနီးဆိုတာဘယ်လိုဇနီးလဲလို့ဆိုမိမိရဲ့ကျင့်ပေါ်အမျိုးသားယောက်ျားပေါ်ပဋုဋ္ဌစိတ်တာအမြင်ကတ်တယ်နော်တခါတရံကြတော့အိမ်တော်ပြုတ်ပေမဲ့လို့တဦးနဲ့တူချစ်ခင်မှုမရှိကြတာတွေကရှိတတ်သေးတယ်အဲဒီမှာအမြဲတမ်းအမြင်ကတ်နေတာတွေကရှိတတ်တယ်ပဋုဋ္ဌစိတ်တာစိတ်ထဲမှာဘယ်တော့မှမနှစ်မြို့အာဟိတနုကံပြီးအကောင်းဘယ်တော့မှမပြောသူ့ရဲ့အကျိုးစီးပွားဘယ်တော့မှမကြည့်ဇနီးမောင်နှံနှစ်ယောက်အတူနေအတူထိုင်တော်လည်းပဲတုံးနဲ့တူမျက်နှာချင်းမဆိုင်တာတွေတွေ့ရဘူးတဲ့ပေါ့အရာထဲမှာဆိုမခေါင်မပြောနေကြတာလည်းတွေ့အထူးသဖြင့်တောရောင်မှာဆေးပြင်းလိတ်ကြီးတွေဖွာပြီးတော့စကားပြောတဲ့အခါမှာကြောပေးပြီးတော့ဆန့်ကျင်ဘက်တွေပြောနေကြတာတွေ့ရတယ်ငယ်ငယ်တော့နော်ဆန့်ကျင်ဘက်တွေပြောအိမ်တော်ပြုတ်ထားတော့လေတချို့ကလုံးဝမချစ်တာရှိသေးတယ်ကဏ္ဍတိပါယနာစမှလာတဲ့မိသားစုလိုပဲသားကလေးတယောက်ရောက်ရသွားလို့သူတို့ကိုးကွယ်တဲ့လူဘွားတော်ကတငယ်ချင်းယသိကြီးစီသွားလေတာဇနီးမောင်နှံနှစ်ယောက်သွားလေတဲ့အခါမှာယသိကြီးနဲ့စကားဆိုရင်ပြောနေတာသင်္ကန်းကျောင်းလေးပေါ့ကလေးလှုပ်တဲ့ကလေးလေးဆိုတော့သူကြီးတွေစကားပြောနေတဲ့အခါမှာချင်းလေးနဲ့ဆော့ကစားတယ်တဲ့ဆော့ကစားတော့သူ့ချင်းလေးကတွင်းနဲ့ကြပါအဲ့ဒီတွင်းနဲ့ကြတဲ့အချိန်လေးမှာသူကြသွားတဲ့ချင်းလေးကိုလက်နဲ့နှိုက်တာအဲ့ဒီတွင်းနဲ့မှကမွေဟောက်တစ်ကောင်ကရောက်ချင်းကလေးကြကြတဲ့ကမွေဟောက်ကစိတ်ဆိုးနေတာသူ့ခေါင်းပေါ်မှာကစားတဲ့ချင်းကသူ့ခေါင်းပေါ်ကြထားတယ်စိတ်ပေါက်နေတဲ့အချိန်မှာကလေးကလက်နဲ့နှိုက်လိုက်တာမမြင်အဲ့ဒီအချိန်မှာမွေဟောက်ကစိတ်ဆိုးဆိုးနဲ့ကလေးရဲ့လက်ကိုပေါက်လိုက်တာတုံးငနေနေတာပဲအဲ့မှာကလေးလေးမွေကြိုက်ပြီးဆိုတာသိတော့အမေရောအဖေရောပေါ့စိုးရင်တကြီးနဲ့ဆင်းလာကြအစိတ်တွေနဲ့မိမောနေတယ်သို့တော့အသက်တော်ရှူနေတယ်တော်တယ်ဆိုတော့တခြားအားကိုးစရာမရှိဘူးသစ္စာပဲဆိုရမယ်သစ္စာဆိုကြတဲ့အခါမှာသူတို့ရဲ့တဘာဝတွေပေါ်လာကုန်နော်သစ္စာဆိုတော့အမျိုးသမီးလုပ်တဲ့ပုဂ္ဂိုလ်ကဘယ်လိုသစ္စာဆိုတော့ဆိုသစ္စာကြတော့အမှန်ပြောရမှာလိန်ပြောရင်ဖြစ်မှာမဟုတ်ဘူးအဲ့တော့ဟောဒီကလေးလေးအဖေနဲ့အိမ်အောင်သာကြာပြီးကလေးတယောက်သာရတယ်သူ့ကိုဟောဒီကလေးလေးကြိုက်တဲ့မွေးဟောက်ကြီးလို့မုန်းတယ်သစ္စာဆိုနော်မွေးဟောက်ကြီးလို့မုန်းတယ်ဤမှန်သောစကားကိုဆိုရတော့ကြောင့်ကလေးလေးရဲ့အနမှာရှိတဲ့အစိတ်ကလေးရွှေလျောပါစေဟိုလူကမျက်လုံးပြူးနော်ဒါမျိုးလည်းရှိဒီလိုပဲအမြင်ကတ်တယ်မုန်းတယ်သို့တော့ဘဝအခြေအနေကြောင့်အတူတကွနေရတော့လည်းပဲချစ်တဲ့စိတ်မရှိဘူးဒေါသနဲ့အမြဲတမ်းမုန်းတိတယ်အကျိုးစီးပွားကိုမလိုလားဘူးဒ
ပြောတာကကိုရှင်ငန္နာကတယောက်အိမ်အောင်ကြတာကတယောက်ဆိုရင်ဒါမျိုးတွေကလည်းရှိတတ်တာဟုတ်တော့ကအဲ့တော့အဲ့ဒီမျိုးသမီးကမိမိအိမ်အောင်ကြတဲ့အိမ်အောင်ဘက်ကိုအမြဲတမ်းအမြင်ကပ်နေပြီးတော့တခြားသူမြတ်လို့တဲ့ပုဂ္ဂိုလ်တယောက်ပေါ်မှာစိတ်ရောက်အမြဲတမ်းစိတ်ရောက်နေတဲ့အခါကျတော့ဘာလို့ဖို့ကြိုးစားတော့ဆိုအမြဲတမ်းသူသေပါစေငယ်ငယ်တော့ကြားတယ်ဒီမသားကြီးကသေးကုန်မသေးနိုင်ဘူးလို့ဆယ်ချိန်သေးတာတွေ့တယ်နော်မသေးနိုင်ဘူးဆိုပြီးချိန်သေးတာတွေ့ရအဲ့ဒါလို့သေစေခြင်းနေတာတတ်ဖို့ကြိုးစားနေတာတနည်းနည်းနဲ့သေပါစေဆိုတဲ့စိတ်နဲ့ပေါင်းတင်နေတဲ့ဇနီးဟာဝတ္တကတမချစ်ခမှုလုံးဝမရှိဘူးမိမိယောက်ျားပေါ်မှာမေတ္တာခမ်းနေတယ်သေအေးတာပဲလို့တွက်တဲ့ဇနီးတဲ့ယောက်ျားပေါ်မှာအဲ့ဒါလို့စိတ်ထားတဲ့ဇနီးတဲ့ဝတ္တကတမလို့ခေါ်တယ်တဲ့သူတတ်နဲ့အလားတူတူတယ်လို့မြတ်စွာဘုရားရှင်းပြအဲ့ဒါလို့မျိုးသမီးဟာသူတတ်နဲ့တူနောက်ဒုတိယ sorry တမသခိုးနဲ့တူတဲ့ဇနီးတယ်ဆိုတာဘယ်လိုမှမျိုးတော့ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကအပြင်ထွက်လုပ်တယ်လုပ်ဟောပစ္စည်းဥစ္စာတွေရှားလာပြီးတော့အပ်ထားလို့ရှိရင်အဲ့ဒီအပ်ထားတဲ့ထဲကနေပြီးတော့သူကခုခေတ်စကားနဲ့ပြောရင်ဗတ်ထားတယ်နော်ဒီတဲ့နည်းနည်းရှင်းကြတဲ့စကားနဲ့ပြောရင်တူထားတယ်ပေါ့သူအပ်တဲ့ပစ္စည်းတွေကနေပြီးတော့သူကခွက်ထားပစ္စည်းတွေကိုဖတ်ထားတယ်ခိုးထားတယ်ပေါ့နော်အဲ့ဒါလိုလဲလှုပ်လေလှုပ်ထားရှိတယ်တဲ့ဘုဒ္ဓဂါကြီးတွေကတော့ရိုးတဲ့အခါကျတော့ဘာမှမသိဘူးရိုးတဲ့အခါကျဘယ်မှမသိဘူးတစ်ခါတလေဟိုကပျောက်တယ်လို့ဒီကပျောက်တယ်လို့နဲ့ယူတဲ့လူကကိုယ့်ရဲ့ဇနီးတွေဖြစ်ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီလိုပစ္စည်းတွေကိုခိုးဝှက်ပြီးတော့ထားတတ်တဲ့ဇနီးတွေမျိုးဒီထဲတော့ပါမယ်မဟုတ်ပါဘူးနော်ဒါကသူစာတာကိုမြတ်စွာဘုရားအမျိုးသားတွေခွဲဟောနေတာလောကကြီးမှာရှိနိုင်တာကိုပြောတာပါအဲ့ဒီလိုဇနီးတွေဟာတခိုးနဲ့လာဗရန်တူတဲ့ဇနီးတွေပါတဲ့ဟောနောက်တတိယမြောက်ကြတော့အယတမအရှင်သခင်မနဲ့တူတဲ့ဇနီးတွေယောက်ျားပေါ်မှာဆက်ဆံတာသူကအရှင်သခင်လို့ဆက်ဆံမိမိရဲ့ခြေကြုံခိုင်းပတ်လို့ဆက်ဆံနော်မိမိရဲ့ခြေကြုံခိုင်းပတ်လို့ဆက်ဆံအဲ့ဒီဇနီးတွေကတော့သူကအလုံးလုံးချင်မှုပြင်းနေပြင်းဝင်တယ်မကဘူးအစာကြိုက်စာကြည့်စိတ်ပါစတွေ့ဦးလိုက်အမြဲတမ်းဝါနာသူလည်းပါစအာမထားဘူးအမြဲတမ်းဝါနေတယ်စာကြည့်တယ်စာကြည့်ုံနဲ့မကဘူးနှုတ်ကြမ်းတယ်ကိုကြမ်းတယ်စကားပြောကြမ်းတယ်အဲ့ဒီလိုအရှင်သခင်ကအလုသမားတွေချိန်မောင်းနေတယ်လို့ပဲယောက်ျားပေါ်မှာအဲ့ဒီလိုဆက်ဆံတာရှိကြမ်းကြမ်းထန်ထန်နဲ့ဆက်ဆံတဲ့ဇနီးတွေလည်းတွေ့ရတယ်တချို့ကြတော့ရှင်ကျေးတယ်မကြမ်းဘူးမကြမ်းမိမဲ့လို့သူကနုနုညံ့ညံ့လေးပြောပြီးခိုင်းတာဘိုလ်လူကြီးတွေကလှုပ်ရှားတယ်လှုပ်ရှားဒီခါတော့တွေးနေတာပဲရတဲ့မှာဆိုသိတွေးရတယ်အာရကလေးချီထားပြီးတော့အကိုရေဟွာလေးယူပေးသမောင်းဒါလေးလုပ်ပေးသမောင်းနဲ့ဆိုခိုင်းတယ်လှုပ်တယ်ဟိုလူကအကောင်လုပ်ပေးနေ
အဲ့ဒါလိုမျိုးလည်းပဲလောကကြီးမှာရှိတယ်ပေါ့ကိုယ့်ယောက်ျားကိုခိုင်းပတ်လို့သဘောထားပြီးတော့ဆက်ဆံတဲ့အမျိုးသမီးမျိုးကိုအယတမလို့ခေါ်အရှင်သခင်မနဲ့ဆက်ဆံတဲ့အမျိုးသမီးလို့ဒီလိုပြောတာနောက်တစ်ခါမာတာတမမိမိရဲ့အမျိုးသားပေါ်မှာမိခင်လိုအကျဉ်းတရားကြီးမားတဲ့အမျိုးသမီးမျိုးကလည်းရှိဇနီးတွေမျိုးကလည်းရှိတယ်ဘယ်တော့ဖြစ်ဖြစ်ကိုယောက်ျားကိုသားတစ်ယောက်လိုပဲမိခင်စိတ်သက်မွေးပြီးတော့ပြုစုတယ်ယူရတယ်အကျဉ်းတွေထားတယ်အမေကသားသမီးပေါ်မှာစောင့်ရှောက်တယ်လို့ပဲဇနီးတွေကကိုယ့်ရဲ့လင်လားပေါ်မှာစောင့်ရှောက်တယ်ယူလာတဲ့ပစ္စည်းတွေဆိုလို့ရှိရင်ထိမ့်ထိမ့်စောင့်ရှောက်ပေးတယ်သားယူလာတဲ့ပစ္စည်းကိုမိခင်လုပ်တဲ့ပုဂ္ဂိုလ်ကမပြောင်းမပြဲအောင်ထိမ့်စောင့်ရှောက်တယ်လို့ပဲဇနီးတွေလုပ်တဲ့ပုဂ္ဂိုလ်ကမိခင်စိတ်နဲ့မိမိရဲ့ကျင့်မောကျင့်ဘက်ကိုစောင့်ရှောက်တာတဲ့အဲ့ဒီအမျိုးသမီးမျိုးလည်းလောကမှာရှိတယ်အဲ့ဒီဇနီးမျိုးလည်းလောကမှာရှိတယ်အဲ့ဒီဇနီးမျိုးကိုမာတာတမမိခင်နဲ့အလားတူတူတဲ့ဇနီးတယ်ဒီလိုဆိုတယ်နောက်နံပါတ်5အမျိုးအစားရတယ်ပခိနီတမနှမလေးလိုမိမိရဲ့အိမ်နောက်ဘက်ပေါ်မှာနှမလိုသဘောထားပြီးတော့နှမကမောင်ကိုအကူကိုစောင့်ရှောက်တယ်လို့ကျင့်တရားနဲ့စောင့်ရှောက်တဲ့ဇနီးတွေမျိုးလည်းရှိတယ်တဲ့မိမိတဲ့အသက်အကူတို့အငယ်ဖြစ်တဲ့နှမငယ်ကတလေးတစားဆက်ဆံတဲ့စောင့်ရှောက်တယ်အရှက်တရားရှိတယ်သူ့အကြိုက်အတိုင်းလိုက်ပြီးတော့လှုပ်တယ်ဆိုတဲ့ဇနီးတဲ့မျိုးအလိမ္မာပိုတဲ့ဇနီးတဲ့မျိုးဒါမျိုးလည်းရှိတယ်တဲ့အဲ့ဒါကပခိနီတမလို့ခေါ်တယ်နံပါတ်6ကျတော့သူကတခိတမငယ်ငယ်တော့အကြောင်းနေပဲစာသင်ပဲတငယ်ချင်းအဲ့ဒါလို့ဘယ်လိုတန်းတူတငယ်ချင်းလို့ဆက်ဆံတဲ့မိမိကျင်မောကျင်ဘက်ပေါ်မှာယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ပေါ်မှာတငယ်ချင်းလို့စိတ်သဘောထားပြီးတော့တငယ်ချင်းပေါ်မှာခင်းတယ်လို့ခင်းတဲ့ဇနီးတဲ့မျိုးကလည်းရှိတယ်တဲ့သူကတော့ဘယ်လိုလုပ်တာလဲဆိုကိုယ့်ရဲ့အမျိုးသားကိုမမြင်လိုက်နဲ့မြင်လိုက်ရင်တငယ်ချင်းတယောက်ကိုတွေ့ရတယ်လို့ပဲဝမ်းသာတယ်တငယ်ချင်းတယောက်အိမ်ရောက်လာလို့ရှိရင်ဝမ်းသာစကားပြောတယ်လို့ပဲတငယ်ချင်းလို့ဆက်ဆံတယ်ပေါ့နော်ဒီလိုဆိုလို့တငယ်ချင်းလို့ဆက်ဆံကိုချင်းသီလရှိတယ်တလေးတစားနေတယ်အဲ့ဒါမျိုးကိုတခိတမလို့မိတ်ဆွေတငယ်ချင်းနဲ့လားတယ်တူတယ်ဇနီးတယ်တဲ့နောက်ခုနှစ်ခုမြောက်ကြတော့ဓာတိတမဓာတိတမဆိုအလုတ်ကျွေးပြုတဲ့ချစ်ကျွန်းတဲ့ပဲမိမိရဲ့ယောက်ျားပေါ်မှာနှိမ့်ချပြီးတော့ဆက်ဆံပြီးတော့အလုတ်ကျွေးပြုတဲ့အမျိုးသမီးသူကြတော့ဘယ်လိုတုံးဆိုတော့ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကဆဲဆိုးချိန်မောင်းပြီးခံပြီးတော့ဘာမှပြန်မပြောယောက်ျားရဲ့အကြိုက်တိုင်းလိုက်ပြီးတော့နေတဲ့ရှင်ကြီးတွေပြောရရှိတယ်အဲ့လိုအမျိုးသမီးတွေလည်းတွေ့ရဆဲဆိုးဘာလို့အပြုံးမပြတ်နေတာ
အဲ့ကြတော့ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ဘေးကလူတွေအမြင်ခတ်ကြဒီလူကြီးကအနိုင်ကျင့်လွှားကြည့်တယ်အဲ့ဒီအမျိုးသမီးမျိုးဓာတိတမဇနီးတဲ့မျိုးဓာတိတမလို့အဲ့ဒီလိုလောကကြီးမှာအိမ်တော်ရသားကြထားတဲ့အမျိုးသမီးတွေ9မျိုးတောင်မှခုလိုမြတ်စွာဘုရားခွဲခြားပြီးဟောတယ်နော်အဲ့ဒီ9မျိုးမြတ်စွာဘုရားကအဲ့ဒီ9မျိုးထဲမှာတဲ့နံပါတ်1ဝတ္တကပမတတ်ခြင်းနဲ့မုံတီးတဲ့မိမိယောက်ျားကိုတတ်ဖြစ်ခြင်းနဲ့အမျိုးသမီးသူတသမားနဲ့တူတယ်လို့ဆိုတဲ့အမျိုးသမီးစောရီသမားရလာတဲ့ပစ္စည်းတွေကငွေတွေဖတ်ဖတ်ထားတဲ့အမျိုးသမီးနော်ဇနီးတယ်အယတမအရှင်သခင်မလို့ယောက်ျားပေါ်မှာဆက်ဆံတဲ့အမျိုးသမီးတဲ့အဲ့ဒီအမျိုးသမီး3ဦးကတော့ဇနီးတယ်3ဦးကဒုက္တိလရူပါအကျင့်မကောင်းမှုလို့သတ်မှတ်တယ်မြတ်စွာဖရုတာချန္တနဲ့အနာဒရာအိမ်နောက်ဘက်ပုံမှာလေးစားသမှုမပြုဘူးဒါကြောင့်မို့အဲ့ဒီလိုဇနီးတဲ့မျိုးဟာကာယတဘေဓာနေရယံဝဆန္တိတေဒီချာမဲမှာငရဲကြတတ်တယ်တဲ့ဗျာဆိုပါနော်ငရဲကြတယ်အဲ့ပုဂ္ဂိုလ်တချို့ကဒါအကုသိုလ်လို့ထင်ကြမှထင်မှာဒါအကုသိုလ်စိတ်တွေအဲ့ဒီအမျိုးသမီး3ဦးဇနီးတဲ့3ဦးကတော့သေရင်တော့ငရဲတော်ဖို့ပဲရှိတယ်ဒီလိုဆိုနော်ဟောနောက်ကျန်တဲ့မာတာတမမိခင်နဲ့အလားတူတဲ့ဇနီးတဲ့ပခိနီတမနှမလေးလိုညီမလေးလိုယောက်ျားပေါ်မှာဆက်ဆံတဲ့ဇနီးတဲ့တခိတမမိတ်ဆွေတငယ်ချင်းလိုဆက်ဆံတဲ့ဇနီးတဲ့ဓာတိတမကျွတ်မလို့အနေထားမျိုးနဲ့မျိုးသားကိုဆက်ဆံတယ်ဆိုတဲ့ဇနီးတွေကြီးကြတော့တဲ့4မျိုးကြတော့ဘာဖြစ်တိလေထိတတ်တာကိုချင်းသီလကောင်းတယ်တဲ့သူတို့ဟာကိုချင်းသီလကောင်းကြကိုချင်းတရားကောင်းတယ်စိရရတ္တတံဝုဒ္ဒစောင့်ဆောင်စီစီရှိတယ်မေတ္တာတွေနဲ့နေကြဒါကြောင့်မို့လို့ကိုချင်းသီလရှိပြီးတော့စိတ်နေသဘောထားမေတ္တာတရားမပြတ်နေသည့်အတွက်ကြောင့်ကာယတဘေဒသုကတိဝဆန္တိအဲ့ဒီဇနီးတဲ့မျိုးတွေကြတော့တေဒီချမ်းမဲ့မှာကောင်းရသူတိဘုံရောက်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့ဒီလိုအကျဉ်းရှင်းပြပြီးတော့မြတ်စွာဘုရားကဲသူဇာတာနင်ဘယ်မျိုးစားတဲ့ကလဲတဲ့ဒီ9မျိုးထဲမှာဘယ်မျိုးစားတော့ဆိုတော့သူဇာတာဟာတခါလေမြတ်စွာဘုရားကိုလျှောက်လိုက်တယ်အရှင်ဘုရားတဲ့ဒီနေ့ကစပြီးတပည့်တော်ဓာတိတမယောက်ျားပေါ်မှာကျွံမလို့ဆက်ဆံတဲ့ဇနီးတယ်လို့ဖြစ်ပါစေမယ်ဓာတိတမလုံးဝနှိမ့်ချဒါပြောအိမ်မှာခါတိုင်းလို့ယောက်ခမကြီးလည်းကြီးမဆိုင်ဘူးဟောယောက်ခမအထီးလည်းကြီးမဆိုင်ဘူးယောက်ခမအမလည်းကြီးမဆိုင်ဘူးယောက်ျားလည်းကြီးမဆိုင်ဘူးယဟန်တန်ဃာတွေလည်းကြီးမဆိုင်ဘူးဆိုတဲ့အနေအထားမျိုးတပည့်တော်မဖြစ်စေရပါဘူးတပည့်တော်ကိုအကောင်းဆုံးဖြစ်တဲ့ဓာတိတမနော်ကျွမ်းမနဲ့အလားတရံတူတဲ့ဇနီးတယ်လို့တပည့်တော်ကိုမှတ်တော်မူပါလို့ဆိုအဲ့ဒီကလေးကအနာရဝိတ္ထေအိမ်မှာတိတ်ဆိတ်ငြိမ်သက်သွားလိုက်တာရှံဖြစ်တန်လည်းမကြားရတော့ဘူးစူးစူးညံညံလည်းမကြားရတော့ဘူးမိသခရဲ့ညင်မသူစာတာလိမ္မာသွားတာဒီတုတ်တန်လေးကိုဟောလိုက်မြတ်စွာဘုရားဒါရှင်းပြလိုက်တာနဲ့လိမ္မာသွားအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဆိုတာအနုတ္တရောပုရိသဓမ္မတာရတိလို့ဆိုတဲ့အတိုင်းဆုံးမထိုက်တဲ့ပုဂ္ဂိုလ်ကိုဆုံးမတဲ့နေရာမှာ
Imdama Tamyete Tubet Machio Tamyeto Mure Yasavyaha Logadari who Somare Niyama Tibawa a children Somare Data Tamika so that Tiwa children Somare Tambrai Namo Somare Paramata Losure now so Nevan Chana Yadi on it, Soma Pina Yasavya Soma Yare Buguriha Tiwa Male Konyu Chana in it Tiwa Lumyalo Didi Chame Yaute Kamale Kona Divibu Yaut Pero Yasavya Soma Laina Lo A Bang Jan in Islam Shivu Tajamolo Yasavya Soma Laina Jaya de Buguria Tiwale Kong and Nomale Kong E Yamananga Mashita de Buravada when Turo Sin Yasavya Soma de Yamia Tibu Luade Tibi de Camimiro and Nizem Wama Chendon Laina Jabu Luade Eri Chendon Laina Jaya me a chatty Yasavya the King Kuromia Sarita Dila, Warita Dila, Kujan Dila, Udika Tabi, Hora. Siwai ne Padavino le Horabe, Lumuyi ne Padavino le Horabe. Alo Hodavia de Yariha. Never your John de Ajibe Mahobu. Nandiyama Kaunzai le Hora. Namoa Kaunzai, Tiwa Kaunzai. Naboa long Kaunzai Suradi, Yasavia, Kurumia, Hojara. Yabura Soma Laina Bama, look, Bodam, Gisamido. There are another one who take Taja, whatever when Turos in Nine. Yasavia below Soma Suradi, Tishi Nalebi. Totally Laina Chendonia Mahasura, Mamisa. Logama Yasavya Somariha Sitako Tika Tabi Somara Pitbo Sitako Dubimo Yeran Somali Side Satan Talusi Yimia de Lutsure Yasavya in Goromiaga Siti without Tukati Padikinka Chile Mimido Yeza Solo Pompejare Kama Migenlo Medane Sasane Namalo Medane Sasane Meswe Tangejendo Medane Sasane Chichompama Yudi Liza Aucho Sasane Sore Hariha Meta Karuna Murita Meta Dea Chigan Tara Chit Eri Meta Sure Saint Ranchon Viro Lodamia Alodiha Kuduri Chico Eri Meta Chikan Viro Sasan Pioso Loka in the Yaha Konyu Chana who Chiposin and Kuduri Chibe Meta Piapi solution Aguduri Wellam Hawapit E Dajamo Yasavia in Goramiaga Kamia de Ajidri Mimiro Tanama Shibo Seiko Puse on Tabo Amiadre Kaon Josabo Sura Kaya Dugribo Yaboya Makayamabu Kuchi Ename Chinyan Sasani Mita Tayo Neve Kaya Dugribo Yaunene Todo Kuchinti La Sura Shia Lame Kuchinti La Shia Me What the Kuma Amimu Yajane Suram Jitane Solution now Siame Yi Chengava Matavo Lord. Tigni Kima Kudanama Siame Yi Chenigo, Masenda Vene Luriga Pepiaga Suram Bide Pepiaga Suram Bide Sure Suram Bide Piatabi Sutan Supandida Luemare Atwiri Yama Pit Payam Mai Pepiave Pipit Ono Kuba
အနန္တဂုဏ်ကြီးတွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားကြီးပဲသို့တော့ဆူတောင်းပြည့်တယ်မပြည့်ဘူးဆိုတာကိုယ်နဲ့သာသက်ဆိုင်ဘုရားနဲ့မဆိုင်ဘူးနော်ဘုရားနဲ့မဆိုင်ဘူးဘုရားနဲ့ဆိုင်တယ်ထင်ပြီးတော့ညမလူမျိုးတွေကြားထဲမှာတောင်မှပဲအစွဲလန်းကရှိနေသေးတယ်ဒီနေ့ကအမျိုးသမီးတယောက်ဘုန်းကြီးတို့စီဖုံးဆက်ပြီးတော့မေးတယ်အိမ်မှာတဲ့တပည့်တော်ကြောက်စင်းတုကိုးကွယ်ကျင်တာတဲ့ပြောကြတယ်တဲ့အိမ်မှာကြောက်စင်းတုမကိုးကွယ်ကောင်းဘူးလို့စာရဲမပါပါဘူးလို့ဖရာအမှတ်နဲ့ကိုးကွယ်တာဘာကိုးကွယ်ရဘယ်လိုအစွဲလန်းနေတော့မသိဘူးကြောက်စင်းတုမကိုးကွယ်ကောင်းဘူးတရုတ်လူမျိုးတွေကြတော့ဒီMarble stone လို့ခေါ်တဲ့စကြင်ကျောက်အဖြူရောင်ကိုသူတို့ကချိတ်လို့ခေါ်တယ်ကျောက်စိမ်းအမျိုးအစားထဲမှာထည့်ပြီးတော့ဒီတိုင်းထားရင်တောင်မှပဲလက်ရွှင်တယ်လို့တရုတ်တွေကယူဆတယ်ဒါကြောင့်မို့လို့သူတို့ကကျောက်စင်းတုဆိုရင်သိမ့်မဲ့မောတယ်ဗမာတွေကိုဘယ်သူကကြောက်ချတယ်လဲမသိဘူးကျောက်စင်းတုအိမ်မကိုးဝယ်ရဘူးဆိုလူတွေကလည်းကြောက်ဘာဖြစ်ကြောက်ပါလို့နဲ့သူကလည်းကြောက်အဲ့ဒီကြောက်တော့ကြောက်တယ်ဗရမ ्या ကြောက်ကြတော့လက်စုပ်ကွင်းပြီးဝတ်နေသေးတယ်ကြောက်မဲ့ကြောက်အကုန်ကြောက်ကောင်းတယ်ပေါ့နော်အဲ့တော့ကြောက်စင်းတို့ကြတော့အိမ်မကိုးွယ်ကောင်းမှုတွေပါလေလုံးကြတယ်တကယ်တော့လည်းမဟုတ်ပါဘူးတကယ်တော့မဟုတ်ဘူးအရေးကြီးဆုံးကတော့ကိုယ့်ပေါ်မှာမူတည်တယ်မြတ်စွာဘုရားကဟောတာတယ်တတ္ထာဆိုတဲ့ယုံကြည်မှုရှိရမယ်ယုံကြည်မှုဆိုတဲ့တရားတရားရှိလာပြီဆိုရင်သီလကိုကျင့်သီလနဲ့ပြည့်စုံလာမယ်ကိုကျင့်သီလပြည့်စုံလာတဲ့အခါမှာဘာသာတရားနဲ့ပတ်သက်ပြီးတော့တရားဓမ္မနာယူခြင်းစာပေဖတ်ရှုခြင်းလေ့လာစီးပူးခြင်းဆိုတဲ့သုတ္တရှိရမိမိရရှိတဲ့စည်းစိမ်ဥစ္စာကိုခွဲဝေလူတိုင်းခြင်းလို့ဆိုတဲ့စာကဆိုတာရှိရနောက်ဆုံးရှိရမယ့်ဟာတော့သဘာဝတရားတွေကိုထိုးထွင်းသိနိုင်တဲ့အသိပညာမိမိတဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေရဲ့ဖြစ်မှုပြမှုကိုသိတဲ့ပညာမျိုးဟောဒီတတ္တာသီလသုဒ္ဓစာကပညာအဲ့ဒီအရည်ချင်း၅မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဆုတောင်းပြည့်ပါတယ်လို့သင်္ခါရုပပတ္တိတုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်နော်အဲ့တော့ဆုတောင်းပြည့်တယ်မပြည့်ဘူးဆိုတာမိမိဆုတောင်းတဲ့နေရာနဲ့မဆိုင်ဘူးကိုယ်တဏ္ဍာမှာဟောဒီအင်္ဂါရတ္တိပြည့်စုံမယ်ဆိုရင်တော့ဆုတောင်းရင်ကုန်ပြည့်စုံမှာဖြစ်ပါလေဒါကြောင့်မို့စိတ်ကိုဗဟုပြုပြီးတော့ဆုံးမတဲ့မြတ်စွာဘုရားအဆုံးအမတိုင်းစိတ်ကောင်းနှလုံးကောင်းမေတ္တာမပြတ်ထားနိုင်တဲ့ပုဂ္ဂိုလ်မေတ္တာနဲ့သက်ဝင်ပြီးတော့ဆောင်ရွက်တဲ့လောကဉ္ဇမျှပြောသမျှစကားလောကဉ္ဇမျှအမှုကိစ္စတွေဟာကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့ကုသိုလ်ထဲမှာဘောင်ဝင်သွားတာဖြစ်သောကြောင့်ကောင်းကျိုးချမ်းသာကိုရနိုင်တယ်လို့မြတ်စွာဘုရားရဲ့ခင်ကိုရောမြတ်ကဒီသုတ်တံမှာလည်းထိသွင်းဟောကြားထားတာဖြစ်လို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဝိသခာရဲ့ညင်မသူဇာတာရဲ့မလိမ္မာဖြစ်နေတဲ့အကြောင်းအရာမြတ်စွာဘုရားရဲ့ခင်ကိုရောမြတ်သိရှိပြီးတော့ဆုံးမလိုက်တဲ့အခါသူဇာတာဟာလိမ္မာရေးချရှိပြီးအင်တာမလိမ္မာတဲ့အမျိုးသမီးတူဖြစ်သွားတယ်ဆိုတာပရိယာသုတ်တံမှာပါရှိတဲ့အတိုင်းနာယူမှတ်သားချပြီးတော့ဒီလောကကြီးမှာဘဝတန်မြာကျင်လည်တဲ့အခါမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်တရားတွေရအောင်စီးပူးအထောက်ကြဖို့တဝုနဲ့တဝုမေတ္တာတရားပွားများနေထိုင်ကြဖို့ဆိုတာအရေးကြီးဆုံးဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းတုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းတု
ဆုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောက်မြူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွတ်မဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနန္တို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း